ဒီနေ့က day 2 day 2မှာတော့ဘာလုပ်လဲဆိုလို့ရှိရင်ဟုတ်ပြီ day 2ကျွန်တော်ရဲ့ဒီ project လေးလုပ်ဖို့အတွက်ကိုစပြီးတော့တဖြည်းဖြည်းချင်းသင်ယူတာပါဒီဆို day 2မြောက်ရှိပြီ day 2မှာကျတော့ PHP ကိုသုံးပြီးတော့ login registration လုပ်တဲ့ဟာတဝက်လောက်မိနစ်ဘယ်လောက်လဲမိနစ်တဝက်ကျော်ကျော်လောက်ပြီးသွားပြီဒီလောက်တော့ကြောင်နေပြီတော်တော်လေးပြီးလာပြီအစင်းလေးကြီးနည်းနည်းနားလည်တယ်နားလည်လာပြီပို့ပြီးတော့နားလည်ပြီးတော့နောက်ပိုင်းနဲ့ဂျာရွယ်ကိုအသုံးချနိုင်အောင်လုပ်မယ်ဒီနေ့AI လည်းပါပါလေအဲ့လိုမျိုးရှာဖွေပြီးတော့လုပ်ချင်တဲ့ exam နဲ့ချိန်တာတော့လုပ်တက်သွားပြီလုပ်လို့ရသွားပြီဒါပေမဲ့လုပ်တက်ဖို့ကြံသေးပေါ့လေလုပ်တက်ဖို့ကြံသေးတယ်ဒီနေ့ကတော့ဒီလောက်ပါပဲdynamic programming နဲ့ပတ်သက်ပြီးတော့လေ့လာတာနည်းနည်းလေးနားလည်လာပြီဒီအပြင်သူက Fibonacci Fibonacci sum တွေနောက်တစ်ခု stair sum တွေနောက် stair sum တွေပေါ့အဲ့မှာပါတဲ့အာ traveler grid အကြောင်းကိုတပြည့်နဲ့နားလည်လာပေါ့လေအဲ့မှာ possible က traveler grid ဆိုတာကတော့ possible အားလုံးရှာတာကျိုးတော့မထပ်ပါဒီ Fibonacci ကြောင့် root နဲ့ရှာတယ်ပိုတဲ့ဟာတွေဖြစ်တယ်အဲ့လိုမျိုးပြောအဲ့နေရာမှာထက်တူပိုတဲ့ဟာမဟုတ် sorry ထက်တူညီတဲ့ဟာတွေကိုဖယ်လိုက်ပြီးတော့ထက်တူညီတဲ့နေရာရောက်မယ်ဆိုလို့ရှိရင်ထက်တူညီပြီးသားနေရာမှာ link hash နဲ့ချိန်ပြီးတော့သုံးတာမျိုးဟိုစိတ်ထဲမှာအခုယူဆထားတယ်လေ့လာတာ data structure algorithm active frequency ရဲ့ပေါ့လေဒီမှာdata structure algorithm frequency dynamic programming လေ့လာပို့ပြီးလေ့လာလို့ကောင်းတယ်အဓိကအဖြစ်ဒီ animation အပြင်နဲ့ဒါလေးဒီ dynamic programming language slot algorithm ဆိုတဲ့ဒီ9နိုင်လောက်ကြာတဲ့ဟာပိုနားထောင်လို့ကောင်းတယ်ပိုပြီးတော့လည်းနားလည်လွယ်တယ်သူရဲ့ပြဿနာတွေဖြေရှင်းတာပေါ့ပိုပြီးတော့သဘောကျပြီးတော့ data structure algorithm သင်ရတာပိုပြီးအဆင်ပြေတယ်အဲ့လိုမျိုးတွေ့ရပါလေဒါကိုတော့ prefer ပေးချင်ပါတယ်ဘလို့လဲတင်တာမှပိုပြီးတော့သဘောကျပါတယ်လေဒီတော့ပါပဲကျွန်တော်နောက်နေ့မှာလည်းဆက်လက်ကြိုးစားပါအောင်မယ်ဒီနေ့တော့ day 2ပါ